င်္ဂလာပါဒီချက်မီဝေကိုစတင်စဉ်းစားနေရဆိုရင်တော့ဒီချက်လေးတွေနဲ့ရွေးချယ်ဝေကိုကျွန်တော်ဘိုးလာမင်းဟာကြံပြပေးချင်ပါတယ်ဗျာပရောဂရမ်အနေနဲ့ကတော့လူကြီးမြင့်တို့ကိုယ်တိုင်လိုအပ်တဲ့နေရာဝန်းကျင်ကိုရွေးချယ်ဖို့လိုပါတယ်ဥပမာချမ်းမြသာတိပဲလားပြည်တကွန်ပဲလားဒီလိုနေရာဝန်းကျင်ကိုရွေးချယ်ပြီးရင်တော့ကိုသုံးမဲ့ဘတ်ဂျက်ပမာဏဘယ်လောက်သုံးမလဲဆိုတာကိုသတ်မှတ်ထားသင့်ပါတယ်ဗျာဒါပြီးရင်တော့ယုံကြည်စိတ်ကြရတဲ့အကျိုးဆောင်ကုမ္ပဏီတွေနေမြေကျွမ်းကျင်တဲ့အကျိုးဆောင်တွေကနေတစ်ဆင့်လူကြီးမျိုးတို့လိုအပ်တဲ့ data ချက်လက်တွေကိုချပြပြီးတော့ကိုညီရယူရှာဖွေနိုင်ပါတယ်ဗျာအချက်မျိုးကိုစိတ်ကြက်တွက်ခဲ့တယ်ဆိုရင်တော့ပတ်ဝန်းကျင်နေထားတွေလမ်းနေထားတွေစောက်ဥပါခဲ့တယ်ဆိုရင်လည်းလင်းရောင်လေဝင်လေထွက်ကောင်းမှုမရှိမရှိပေါ့နော်ဒါမျိုးတွေကိုကျွန်တော်ကိုယ်တိုင်တွင်းစင်တွားရောက်ကြည့်ရှုဖို့တော့လိုအပ်ပါလိမ့်မယ်ဗျာအဲ့လိုရှာဖွေကြည့်ပြီးတော့မြေနေရာမျိုးစာစိတ်ကြိုက်တွေ့လာခဲ့ပြီဆိုရင်တော့ဈေးညီနိုင်တာတွေစာချုပ်ချုပ်ဆိုတာတွေကိုဆက်လက်လုပ်ဆောင်လို့ရတယ်ဖြစ်ပါတယ်ဗျာကြည့်ရှုပေးတဲ့အကြောင်းချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဗျာ